ဒီဆိုင်လေးကလမ်းမတော်မြို့နယ်အနော်ရထားလမ်းမပေါ်17လမ်းနဲ့လဲတန်းလမ်းကြားမှာရှိတဲ့ Hub 9 Cafe ဆိုတဲ့ coffee ဆိုင်လေးပေါ့နော် cafe ဆိုတဲ့အတိုင်းပဲသူက coffee series တွေအစုံရတယ်ပြီးတော့တခြားလက်ဖေးရည်တို့တခြားတောက်စရာအချိုရည်တွေလည်းအများကြီးရသေးတယ်ပြီးရင်စာပြေအနေနဲ့ဆိုရင်ကြတော့ကိတ်မုံတို့ပါကာတို့ကြက်ကြော်တို့ပေါ့နော်fast food တွေရတယ်တကယ်လို့ကပိုက်ပြေးရစားခြင်းနဲ့ဆိုရင် spaghetti တွေပါရှိတယ်ပြီးတော့နောက်တစ်ခါထမင်းကြော်စံပြားကြော်အစုံပဲမီနူးတွေကတော့အစုံပဲပြီးတော့သူကနေရာကြတော့အပေါ်ရက်အောက်ထပ်ဆိုပြီးတော့2နေရာရှိရပေါ့နော်2နေရာလုံးက အကွန်ဖွင့်ထားပေးရဲအဲ့တော့ဝင်လိုက်တာနဲ့ကိုပနာထိုင်အေးလေးထိုင်လို့ရတာပေါ့နော်ပြီးတော့ coffee ပဲတောက်ပြီးတော့အလုပ်တွေပါခဏတစ်ဖြုတ်လာလုပ်ချင်တဲ့သူတွေတော့လည်းအဆင်ပြေတယ်ပြီးတော့နောက်တစ်ခုကဈေးနှုန်းပေါ့နော်ဈေးနှုန်းကကြတော့ဖိတ်ဖြစ်တဲ့ထဲမှာပါတယ်ပြောရမယ်ဘာလို့လဲဆိုတော့ဒီဘိုက်ပြေးတာစားမယ်ဆိုရင်တော့မှဆံမြားကြော်တစ်ပွဲကို9000ပဲပေးရတယ်အဲ့တော့တော်တော်အဆင်ပြေရလို့တော့မမြင်ရထင်တယ်ပေါ့နော်